ပြောတော့မပြောချင်ဘူးပေါ့လေနော်ပြောရမှာတော့အားနာတာပေါ့လေနော်နှစ်စဉ်နှစ်တိုင်းပေါ့လေနော်အကယ်ဒမီစုပေးတိုင်းပေါ့လေနော်အကယ်ဒမီစုရတဲ့မင်းသားမင်းသမီးတွေပေါ့လေနော်ဒီလောက်ထိဝါရင်ဒီလောက်ထိကိုယ့်ရဲ့အချိန်အနေအခါဒီအခြေအနေထိရောက်ပြီးမှစုဒီလောက်ထိုက်တန်တာပေါ့လေနော်ဒီလောက်ရတာကိုလေဘာကြောင့်လို့လဲမသိဘူးသူတို့ကျေးဇူးတင်တဲ့အကြောင်းပြောပြီဆိုရင်လည်းတော့ကျွန်တော်ကကြည့်နေရအားလုံးတော့အားပေးပါတယ်ကြည့်နေတဲ့အချိန်မှာကိုနဲ့ဗီဒီယိုအတူရိုက်တဲ့အချိန်ကနေစပြီးဖျက်လျှောက်ခန်းကလေနော်အစစရရတူလီမုတ်စအရာတွေကိုလေနော်ကျေးဇူးတင်တယ်ဆိုတဲ့ဒီလူတွေပါဝင်ပံ့ပိုးမှုကြောင့်ဒီဇက်ကားမှာတင်မကကိုနဲ့အရင်တော့ကနေရိုက်တောက်လျှောက်ရိုက်လာခဲ့ရတဲ့ဗီဒီယိုရိုက်လာရုပ်ရှင်လောကအစစရရိုက်လာတက်တန်းတစ်ချောက်ကနေပါဝင်ပံ့ပိုးတဲ့သူတွေကိုအရာတွေကိုလေနော်ဘာလို့ကျေးဇူးမတင်တတ်တာလဲလို့ကျွန်တော်ကဟာမေးချင်လာတာဇက်ကားတကားရိုက်ဖို့ဆိုတာကိုအောင်မြင်ဖို့ဆိုတာကိုဟာနဲ့ကိုဘလောက်ပဲတော်တယ်ပဲပြောကိုတယောက်ထဲနဲ့ဇက်ကားသွားပုံခေါ်လို့မရဘူးအိုးတူလီမုတ်ဆဝေယဝဆအစစအရာလူဆိုတာဟိုကလေးဆိုလဲကလေးနေရလူကြီးဆိုလဲအားလုံးပါဝင်ပံ့ပိုးမှုအကြောင်းတာဒီလိုဇက်ကားတွေလည်းရိုက်လို့ရတယ်ကိုအောင်မြင်တာနောက်ကပံ့ပိုးတဲ့အရန်တွေကြောင့်ကိုကအောင်မြင်တာဆိုတာလဲသိဖို့လိုတယ်နော်မင်းသားမင်းသမီးတွေအားလုံးကျေးဇူးမဆက်နိုင်တော့မှပေါ့လေနော်ကျေးဇူးမကမ်းဖို့တော့လိုတယ်လို့ထင်တာပေါ့လေနော်တခြားသူတွေတော့ကျေးဇူးတင်တယ်ဒီလူကြောင့်ဆိုပြီးမှအားလုံးကိုပြောတာအဲ့ဒီအရာတွေကိုလုံးဝကျွန်တော်ကြည့်လာတာနော်ခင်ဗျားတို့တော့မြင်ကြလားတော့မသိဘူးမြင်ကိုမမြင်ဘူးကြားကိုမကြားဘူးအော်လောကကြီးမှာပေါ့လေနော်တစ်ခါတလေစဉ်းစားမိတာဟင်းတစ်ခုစားပြီဆိုမှတော့စက်တာဟင်းဆိုလည်းအရန်ကောင်းတယ်စက်တာဟင်းချက်ရင်လည်းအရန်ကောင်းတယ်ဝတ်တာဟင်းချက်ရင်လည်းအရန်ကောင်းတယ်ဘာပဲလုပ်လေအရန်ကောင်းတယ်ဆိုမှပေါ့လေနော်ဟင်းတစ်ခုမှာပေါ့လေနော်စားထက်မှကောင်းတယ်ဆိုရင်စားကိုမမြင်တယ်လို့ဖြစ်တာအရန်တွေရဲ့ဘဝအဲ့လိုဖြစ်နေတာကိုချင်းနဲ့စားပါတယ်နော်အခုရထားတဲ့လူတွေကိုလည်းကောင်းပါတယ်နော်ပေးတဲ့သူတွေလည်းဒီလိုပေးတာကောင်းပါတယ်ဒါပေမဲ့ကျွန်တော်တို့အမှုပညာပေါ့လေနော်မြန်မာဇက်ကားတွေဆိုရင်ဘာကြောင့်သူများနိုင်ငံနဲ့ရှင်ကြည့်မယ်ဆိုရင်ပေါ့လေနော်တူးတက်မှုဆိုတာအရန်မရှိလာဘူးဘာကြောင့်မရှိလာတယ်လဲဆိုရင်တန်ဖိုးထားမှုနည်းလာလို့ပေါ့လေနော်အမှန်တိုင်းပြောရမယ်ဆိုရင်ကျွန်တော်အမြင်ပေါ့လေနော်ကြည့်ရှုသူတွေရဲ့အမြင်တွေလည်းဒီလိုပေါ့လေနော်အရန်တွေကိုပံ့ပိုးမှုမရှိဟိုးအရန်တွေကိုကြည့်လိုက်စားဆရာမရှိနေဆရာမရှိအိမ်ခန်းငားနေတဲ့ဘဝကနေမလွတ်ကျွတ်နိုင်ဘူးပေါ့ဒီလိုအောင်မြင်သွားတဲ့သူတွေနည်းနည်းကဲသမီရသွားတဲ့သူတွေနည်းနည်းကြော်ကြားတဲ့သူတွေဆိုရင်ကောင်းကောင်းမွန်တိုက်နဲ့ကားနဲ့ဘာညာနေနဲ့နေနိုင်စားနိုင်တောက်နိုင်တာကိုပေါ့လေနော်ကိုရဲ့အောက်လက်ငယ်သားတွေကိုလည်းကြည့်ကြပါနော်ကိုစားပြီးသားပြောမယ်ဆိုရင်အသားဟင်းစားပြီးသားကိုစားမကုန်တဲ့ဟင်းလောက်တော့ကျွေးကြပါနော်ကိုလုံးဝမစားဘဲနဲ့ထွေးထုတ်ထားတဲ့အယိုးလောက်တော့တိတ်မှမကျွေးကြပါနဲ့နော်အဲ့လိုပုံစံပဲဖြစ်မယ်ဆိုရင်ကျွန်တော်တို့အမှုပညာလောကတွေဆိုရင်အရန်ကြဆင်းလာပေါ့လေတော့သူများနိုင်ငံဂျားဇက်ကားတွေဆိုကြည့်လိုက်ဆိုလူတွေဆိုတော့အများကြီးနဲ့လောက်နိုင်တာနောက်ကပံ့ပိုးတဲ့သူတွေတအားကြိုးစားတာဘာလို့လဲဆိုရင်တအားကြိုးစားတယ်လဲဆိုရင်သူတို့လည်းကောင်းကောင်းမွန်အတတ်နိုင်ဆုံးပေါ့လေနော်ရတင်ရထိုက်တာတွေပေးလို့ကျေးဇူးမသူကလည်းသူဆက်တက်လို့ဒီလိုတွေကြောင့်သူများနိုင်ငံဂျားဇက်ကားတွေဆိုရင်တော်တော်လေးအောင်မြင်တာအခုကျွန်တော်တို့မြန်မာအခုဇက်ကားတွေဆိုရင်လည်းတော့တော်တော်များများဆိုရင်အရင်တော့ဆိုရင်တော်တော်လေးကြည့်ကြပါတယ်အခုနောက်ပိုင်းဆိုရင်တစ်ဖြည်းနဲ့ဇက်ကားတွေကြာရှင်းမှုတွေရှိလာတယ်အခုရုပ်ရှင်တွေကအစပေါ့လေနော်ဆက်အခုဆိုရိုက်ကူးရေးတွေဆိုရင်လည်းမတော့တနစ်မှာပဲရိုက်ပြီဆိုရင်တော့လက်ချိုးရည်နိုင်တလောက်ပဲရှိတာပေါ့လေနော်ဟိုတခြားမကြည့်နဲ့ကျွန်တော်တို့ဟိုကလာကားတွေဘာညာတွေခြားဇက်ကားတွေချိုးလူဆိုအများကြီးပဲတယောက်နဲ့တယောက်မျိုးချစ်စိတ်လည်းရှိတာကြောင့်မလို့ဒီလိုတွေအများကြီးတိုးတက်အောင်မြင်တာပါနော်အဲဒါကြောင့်တယောက်နဲ့တယောက် respect ထားပါနော်လေးစားမှုရှိပါနော်ကျေးဇူးတည်တတ်တဲ့လူကိုကျေးဇူးတည်တတ်ပါကျွန်တော်တို့လောကလူသားတွေကလို့ပြောလိုက်တော့လို့မခွဲခြားဘူးလို့ဒါပြောနေကြတာလို့ပတ်စံမရှိတဲ့ပတ်စံရှိဖို့မလိုဘူးတဲ့စိတ်ရင်းကောင်းဖို့အရန်အရေးကြီးတယ်လို့ဒါပြောကြပဲမနော်ဒီလိုကြော်ကြားအောင်မြင်နေတဲ့သူတွေတောင်မှဘာကြောင့်လဲလို့အပေါ်ရောက်သွားပြီဆိုရင်အောက်ကသူတွေကိုဆိုရင်ဘာမှကိုမမြင်တော့တာဒီလိုခွဲခြားဆက်ဆံမှုပေါ့နော်ဒီလိုပုံစံတက်ရောက်မှုတွေမြင်တွေ့နေရတာဆိုတော့အရန်လက်စိတ်မကောင်းပါဘူးနော်ကျွန်တော်တို့ဘယ်အရာမဆိုပေါ့နော်တိုးတက်ပြောင်းလဲဖို့ဆိုတာတခုခုဆိုရင်အောင်မြင်တိုးတက်ဖို့ကျွန်တော်တို့တိုင်းပြည်သားရလှပဖို့ဆိုတာလဲအမှုပညာသမားတွေနဲ့အများကြီးဆိုင်ပါတယ်ဘာလို့ဆိုင်တယ်လဲဆိုရင်ကျွန်တော်တို့ကြည့်တဲ့သူတွေများတော့အဖြစ်ဆိုရင်ကလေးသူကြီးလူငယ်အားလုံးတွေကအစပေါ့နော်ဒီအမှုပညာဇက်ကားတွေဆိုရင်လည်းပေါ့နော်ဘာဇက်ကားပဲဖြစ်ရိုက်ပြီဆိုရင်ပညာပေးဇက်ကားတွေကို
များရိုက်ကြပါနော်ဇက်ကားကြည့်မှကလေးသူငယ်တွေလည်းပြောင်းလဲမဲ့ဟာတွေလည်းအဲ့လိုပါပဲနော်ဒီလူကြီးလူငယ်ဒီအနုအောင်မြင်နေတဲ့သူတွေဖြစ်ဖြစ်မအောင်မြင်နေတဲ့ရိုက်ပြီဆိုရင်အာမဟုတ်တာတွေရိုက်ပြီဆိုအဲ့ဒါကိုကြည့်မှကလေးသူငယ်တွေလည်းအတူယူလမ်းမှာလာကြတဲ့သူတွေအများများလာတာကြောင့်မလို့ရိုက်ပြီဆိုရင်လည်းပညာပေးဇက်ကားတွေပဲရိုက်ပါနော်စုချပြီဆိုရင်တော့မှဘယ်အရာပဲမဆိုပေါ့လေနော်လူကြီးတွေလည်းပေါ့လေနော်ပညာပေးဇက်ကားရိုက်တဲ့သူတွေကိုပဲများအားပေးပါနော်အေးချစ်ရေးဘာမဟုတ်ဘူးအိမ်ထောင်ရေးဘာတွေမှမသိဘူးအခုနောက်ပိုင်းဆိုရင်ဒါမျိုးတွေတအားဟိုလောက်လာတာဆိုတာတော်တော်လေးစိတ်မကောင်းစရာတွေလည်းနည်းနည်းများလာတာပေါ့လေနော်ပြောင်းလဲနိုင်ငံတစ်ခုတိုးတက်ပြောင်းလဲဖို့ဆိုတာအနုပညာရှင်တွေနဲ့ရောအများကြီးဆိုင်တာကြောင့်မလို့ကောင်းတဲ့ပညာပေးတွေများရိုက်ပါအားပေးနေပါတယ်နော်အခုလိုချိန်ထိစူးစမ်းနေကြတဲ့အနုပညာရှင်တွေဇက်ပုတ်ဇက်ရန်တွေအားလုံးကိုလည်းအရင်လေးစားပါတယ်နော်အခုအကယ်ဒမီမရဘူးဆိုမှလည်းစိတ်မကောင်းမဖြစ်ကြပါနဲ့နော်စူးစမ်းပါနော်သူကနဲ့သူအချိန်တိုင်းသူကနဲ့သူအဆင်ပြေလာလိမ့်မှာနော်ဘယ်အရာမဆိုကိုတယောက်နဲ့တယောက်မြင်သားမြင်သမီးတွေလည်းကိုယ့်ရဲ့အောက်လက်ငယ်သားတွေကိုပို့ပြီးမှတန်ဖိုးထားနိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့ပါတယ်နော်အားလုံးကိုလည်းအရန်ချစ်ပါတယ်နော်အားလုံးကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေကျွန်တော်တို့မြန်မာကားတွေလည်းဒီထက်မကပို့ပြီးမှများရိုက်နိုင်ပြီးမှပညာကားတွေများရိုက်ပေးနိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့ပါတယ်နော်